ဘောင်းလေးနဲ့မြင်ရှင်းတာပါရပြီโอเคအဲ့တော့ဟုတ်တာပါကျွန်တော်တို့ရှင်းနေလို့ရပြီအားလုံးကျေးဇူးတင်ပါတယ်နော်ဒီမှာခါရဲစားBetter safe ဖြစ်တဲ့ eco grade ဆိုလို့ရှိရင်တော့ platform ကိုအသုံးပြုလို့ရပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ရှိပါအရင်high တဲ့ feature နဲ့ခက်ထားတဲ့ Phoenix ဆိုပြီးရှိပါတယ်။ဟိုတတိယလည်းကျွန်မshowroom မှာလည်းဒီခါပြလိုက်တယ်ပေါ့နော်။ Phoenix ရှိရဲ့ Phoenix ကတော့သူ့ရဲ့ feature ကလက်ရမချင်ဘူး။ကိုယ့်ကိုချစ်မိခိုင်းဝိစာလေးနဲ့ပြင်ပြီးတော့မီးဟုတိုက်ချလိုက်တာလည်းတော့ပြောက်သွား။နောက်မှမီးရောင်နေတာလည်းမြင်ရတော့ပေါ့နော်။ပြီးတော့လက်ရမချင်ဘူးပေါ့နော်။ဒါမျိုးလေး feature လေးရှိရဲ့ Phoenix ရှိရဲ့ပြီးတော့ရင်သူ့ရဲ့ color တွေကလည်းအရင် unique ဖြစ်တဲ့ matte type ပါပြီးတော့လို့ရှိရင်နောက်တစ်ခုကကျတော့ကျွန်တော်တို့ရှိမှာ Cora ရှိရဲ့သူကတော့ဆက်ကြောင်းပြောက်တဲ့နမနေလို့ဖတ်ထားရပါတယ်အလွယ်အားဖြင့်ဆိုရင်ဆက်လိုက်မယ်ဆိုလုံးဝဆက်ကြောင်းမပေါ်ပါဘူးပြီးရင်အကိုတို့သုံးတဲ့ဒီဘေးနားဆောင်ဖြစ်တဲ့ liner တွေပေါ့နော် liner တွေမှာလည်းသူကစားထိုးပြီးတော့သုံးလို့ရပါတယ်ဒီကတော့ကျွန်တော်တို့ကအဲ့ဒီကိုပြင်လာမယ်။ဒီနေ့က900ဒီတော့ဒီကို900ကိုလောက်ရအောင်။ဒီလာနေတော့ဒီနေဝင်ကပေးလိုက်တာနောက်တစ်ခုကကျတော့ discount ကတ်ကလေးတွေလည်းအကုန်လုံးဘယ်တိုင်းတဲ့ plan ထဲမှာထည့်ပေးထားပါတယ်။အဲ့ discount ကတ်လေးတွေကတစ်ခါတင်တန်းစတဲ့အခုအရေးအတွက်အကုန်လုံးပေါ့နော်ဆရာနေပြီးတော့ discount ကလေးပေးမှာဖြစ်ပါတယ်အဲ့ဒါက90ရာခိုင်နှုန်းလားတာမန်အဲ့ဒီ discount ကတာမန်ကျွန်တော်တို့ဝင်နေတဲ့လက်သမားဆရာတွေဆိုကျွန်တော်တို့ကသူတို့ရဲ့ဝယ်လိုအားပေါ့ဒီစာပေးတာပေါ့နော်အဲဆရာတင်တန်းဆင်းတဲ့သူတွေအားလုံးကြတော့ချက်ချင်း discount ခံစားခွင့်ရတာအဲ့ဒီမှာပါအဲ့ဒါကိုပြန်တာနော်ဘယ်မှာတလေးကြာဘက်တလေးရှိရင်ဒီတိုင်းနိုင်လို့ရတယ်။ကျွန်တော်မတရားလို့တော့ချိန်နိုင်လို့ရ။အေးရ။ကဲကိုယ်တိုင်ဝေးကြည့်လို့ရပါ။လက်နဲ့တော့နေတယ်။ဟုတ်တယ်ဆက်တော့။အေးဘယ်လိုလဲ
ဆိုတော့မလာပါဘူးကျွန်တော်တို့ဆရာနိုင်ပြီဖျားစီနေဘာပေါက်တော့တရားစီပေါ်မှာဘီယာနဲ့ခဲ့တယ်ကွာမတင်ကုန်ပေါက်တာပါဆရာ